Hello everyone, Chu vlog ကနေကြိုဆိုပါတယ်။ဒီနေ့ကတော့ Chu စုလေးပြည့်သွားလို့စုလေးဖောက်မလို့ပါ။တကယ်တော့ Chu က New Year ကျမှဖောက်မှာပေါ့နော်။အခုကကျတော့စုပြည့်သွားလို့ပါ။နည်းနည်းလေးလေးနေတယ်။အထဲမှာဆိုရင်လည်းပြည့်နေပါတယ်။ Chu စုလေးကို Chu ဖေဖေရော Chu မေမေရောဝိုင်းစုလေးလို့ပြည့်သွားတာပါ။ကဲဆက်ဖောက်မယ်။Chu ကပေါ့နော်ဒီမျိုးလေးအယုတ်ကလေးတွေလို့အိမ်လေးတွေလည်းချစ်ကြလေးပေါ့နော်အရင်တော့ဆိုရင်ဖိုးဝါရုပ်ကလေးအဲ့လိုမျိုးဆိုရင်လည်းလေအိမ်လေးတွေဆိုရင်တော့Chuတို့ရဲ့အိမ်ချင်းမှာငှက်တိုက်ဖြစ်လှုပ်လိုက်တဲ့အခုဒီလိုမျိုးအနောက်တို့အောက်တို့မှာဖောက်ပြီးတော့တိတ်နဲ့ပြောင်းကပ်ထားပြီးတော့စော့တယ်အရင်တော့လည်းဖိုးဝါရုပ်ကိုအဲ့လိုမျိုးပဲလှုပ်လိုက်တယ်ပေါ့နော်အခုကကျတော့ဈေးကွက်လေးပါဖောက်ပြီးသွားပါပြီဒီမှာပါအထဲမှာပတ်စံနေအများကြီးပဲကဲထုတ်ကြမယ်အထဲမှာဘလောက်လည်းမသိဘူးတူတူရေးကြည့်ကြမယ်နော်ဖတ်လို့ပြီးသားပါပြီ15သိန်း3000ဝယ်လို့ရပါတယ်နောက်နေ့ကျရင်ဒီချာပုံများအောင်စုပါမယ်ကဲချီရဗီဒီယိုလေးကိုအစားနဲ့အဆုံးထိကြည့်ပြီးသားဆိုရင် like ရဆောင်လုပ်ပေးကြပါမယ်မင်းနဲ့တော့အားလုံးဘိုင်ဘိုင်ပါ